Revit model ကို Revit software ရှိစရာမလိုဘဲနဲ့ဘယ်သူမဆိုပေါ့နော်ဖုန်းထဲကနေတိုက်ရိုက်ကြည့်လို့ရတဲ့ plugin မျိုးလက်ရှိသုံးနေရရှိလားအခုပြထားတာကတော့ Revit model ကို coordination အတွက် client ကိုမြင်သာအောင်ပြလို့ရအောင်လို့ပေါ့နော် plugin တစ်ခုသုံးထားတာဖြစ်ပါတယ်ဒီမှာဆိုရင် Archi structure MME discipline ကိုလည်းခွဲကြည့်လို့ရတယ်နောက်တွဲကြည့်ခြင်းလည်းကြည့်လို့ရတယ် coordination model ပေါ့နော်အဲ့လိုတွဲကြည့်ခြင်းလည်းကြည့်လို့ရတယ်နောက်ပြီးတော့ flow layer တွေကိုလည်းအဖွင့်ပိတ်လုပ်လို့ရတဲ့အတွက်ကြောင့် layer တွေခွဲပြီးကြည့်ခြင်းလည်းရတယ်ဆိုနောက်တစ်ခုကကြတော့ဒီခုပြထားသလိုပေါ့နော်ထောက်ကြည့်လိုက်တဲ့နေရာမှာ object ကို see through လုပ်လို့ရတယ်အဲ့ရော concrete ထဲကိုမြုပ်ထားတဲ့တန်ချောင်းတွေနောက်ဒီပေါ့ pipeline တွေပေါ့ဒါမျိုးတွေနောက်ဒီမီဂျိုးတွေကအစအဲ့ဒါတွေကအစစစ်လို့ရတယ်ကွာအဲ့တော့ BIM model ကို site ထဲမှာ Revit ထည့်ထားစရာမလို Revit တက်နေစရာမလိုဘဲနဲ့ကြည့်လို့ရတဲ့ plugin မျိုးပေါ့ Revit ကနေပြီးတော့ direct export ထုတ်ပြီးတော့သုံးလို့ရတယ်ကွာဒီဇိုင်းသမားကထုတ်ပေးထားလိုက်ရင်ကျန်တဲ့သူတွေကဒါကိုကြည့်ပြီးတော့သုံးလို့ရတယ်လက်ရှိမှာတော့ဒါကိုclient ကိုအသေးစိတ်ထောက်ပြီးတော့ရှင်းပြနိုင်အောင်လို့သုံးနေတယ် coordination အတွက်ပေါ့နော် Archi နဲ့ structure တို့ဘာလို့ကပုံမူပြပြီးရှင်းပြရတာကြတော့နည်းနည်းပို့ပြီးတော့လက်ဝင်တဲ့ခက်ခဲလို့ 3D ပြလိုက်တော့နည်းနည်းပို့ပြီးမြင်သာတာပေါ့နော်အဲ့ဒီအတွက်သုံးနေတယ်ဒီလို plugin မျိုးလက်ရှိမှာသုံးနေကြတာမျိုးရှိလားမရှိသေးရင်တော့ကျွန်မ share ပေးချင်ပါတယ်အခုကတော့ဒါ Revit ထဲက default model နဲ့ထုတ်ပြီးတော့ပြထားတာပေါ့နော်နမူနာလေးကြည့်လို့ရအောင်လို့ထုတ်ပြထားတာပါMixed reality သုံးချင်တဲ့သူတွေအတွက်ဒါအစောပိုင်း plugin ပုံစံလိုမျိုးလို့ပြောရမှာပေါ့နော်ဒီလို plugin တွေကနေပဲတစ်ဆင့်ချိတ်ဆက်ပြီးတော့ Mixed reality အထိတွားလို့ရတဲ့ပုံစံမျိုးတွေပေါ့